ကျွန်တော်တို့အခုဒီနေ့ပဲသွားနေရလဲဆိုတော့ Sky Gallery သူကကျွန်တော်တို့ GTR တေးကြီးပဲ restore လုပ်တယ်ပြင်တယ်ရောင်းတယ် trading ကျွန်တော်တို့အကုန်လုံးလုပ်နေရပါတော့။အဲ့နေရာကျွန်တော်သွားပြီးတော့ကြည့်လိုက်အောင်ပေါ့နော်။ကျွန်တော်အခုဆိုရင်တော့ Sky Gallery GTR နေရာရောက်နေရပါတော့။ဒီနေရာကိုကျွန်တော်လိုက်ပြီးတော့ကြည့်လိုက်အောင်ပေါ့နော်။ဒီနေရာကတော့ကျွန်တော် GTR Heaven လို့ပြောလို့ရပါတော့။ညာသွားဖြစ်ရင်တော့ R34 တွေရှိမယ် R33 တွေရှိမယ်ဒီနေရာမှာကျွန်တော် restoration တွေengine ဘိုင်း interior ဘိုင်း exterior ဘိုင်းကျွန်တော်အကုန်လုံးလုပ်တယ်ပေါ့နော်ကျွန်တော်ဒီမှာ zoom လေးနဲ့ဆွဲလိုက်ရင်အပေါ်မှာလုံးဝ RV2060 နေတာပေါ့ကျွန်တော်ထင်တော့မရှိဘူးဆိုအလုံး30ပတ်ချာလောက်ရှိမှထင်တယ် RV2060 ကြီးပဲအပေါ်မှာတင်ထားတာပေါ့နော် R33 GTR ကျွန်တော် Nismo 400R တဲ့ collectible model တွေပေါ့နော်ကျွန်တော်ဒီထက်မှဆိုလဲ midnight purple 34ရှိမယ်ဟိုမှာဆိုရင်ကျွန်တော် Omri factory GTR 34လုံးဝ34 crazy တွေပြဒီလိုရပါတော့ကျွန်တော်ဒီကားဆိုရင်အောက်ပိုင်းတွေလုံးဝ fully restore လုပ်နေရပါတော့ပြီးတော့ကျွန်တော်ဒီဘက်ကိုလာမယ်ဆိုတော့ engine overhaul ကျွန်တော် air intake R35 ကိုကျွန်တော်လုပ်တယ်နော်ကျွန်တော် stage 3လောက်သူတို့တက်နေတယ်ထင်ကြ stage 3လောက်တက်နေရပါနော်ဒီ34 GTR restore လုပ်ထားတာကိုကြည့်တယ်လုံးဝပစ္စည်းတွေကြီးပဲဒီမှာဆိုရင်လည်းသူတို့လုံးဝကားအတွက် customize လုပ်ဖို့အတွက်ပစ္စည်းတွေ shape bumper နောက် bumper ကျွန်တော် body kit တွေအကုန်လုံးပေါ့နော်ခုနကဟိုဘက်ကကျွန်တော်ကားအဖြူကားအဖြူကိုကျွန်တော်ဗီဒီယိုလေးတစ်ခုပြမှာပေါ့နော်သူတို့ကဒီမှာထားတယ်ဒီမှာထားပစ္စည်းတွေအကုန်လုံးချထားတဲ့ဗီဒီယိုလေးပေါ့နော်ဒီနေရာမှာကျွန်တော်လုံးဝ fully restore လုပ်ထားပြီးသားကားတွေလည်းရှိတယ်။ကြည့်၍34 GTR တောင်မှ33 GTR series အတွက်ပစ္စည်းတစ်ခုလိုခဲ့သည်ရှိတော့ဒီ Sky Gallery ကျွန်တော်မေးလို့ရပါတော့။